ye nga mi la song do me so de yaဘာသာပြန်တင်ဆက်ပေးနေတဲ့ဆက်လန်းလေးအပေးထိတင်ထားပြပါပြီ။ဒီဆက်ကလေးက2025ခုနှစ်မေလ24ရက်နေ့ကတရုတ်တော်ရင်းနဲ့ရှိကွာဗီဒီယိုမှာထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။စုစုပေါင်းအပိုင်းတူ90ရှိတဲ့ခေါင်းစဉ်ကွဲတွေလည်း3မျိုးလောက်ရှိတယ်။ဒီကားလေးကဒေတာအိုင်းရဲ့ဒရမာဇလန်းတူစီရင်မှာမေလာရဲ့နာမည်ကြီးအပုတ်တရားထဲမှာဆိုရင်အဆင့်90ထိပါဝင်ခဲ့ပါတယ်။ဇလန်းအချင်းချုပ်လေးပြောရရင်ဝိန်းလုပ်ငန်းစုကတထေသမီးလေးဝိန်းရီနေကသူကောင်လေးကူရှိကြုံနဲ့9နှစ်ကြာတွဲနေရင်သူကောင်လေးကသူမကိုရည်ရွယ်ထားတာလက်ထပ်ဖို့တိမဟုတ်ဘဲနဲ့အချစ်ရည်မှာစားထိုးခံဘဝအဖြစ်သတ်မှတ်ထားတဲ့ကြောင်သိရှိပြီးတဲ့နောက်မှာသူမကထွက်ခွာဖို့ဆုံးဖြတ်ပြီးတော့ဘဝကိုပြန်လည်တည်ဆောက်ဖို့ရွေးချယ်လိုက်တယ်။သူမကိုလက်ထပ်ခွင့်တောင်းထားတဲ့ဖေးယူထရနဲ့လက်ထပ်လိုက်တယ်။တခြားသူနဲ့လက်ထပ်သွားတဲ့အခါမှာကူရှိကြုံကသူ့အမားတွေကိုစမြင်လာပြီးသူမကိုပြန်ရဖို့ကြိုးစားပါတယ်။ကူရှိကြုံရဲ့စိတ်ရင်းကိုသိရှိထားတဲ့ဝိညီနေကတော့ပြန်လည်ချင်းကပ်မှုကိုညှင်းဆိုရပြီးသူမကိုတံပိုးထားပေးတဲ့သူကိုပဲရွေးလိုက်တယ်။ဒါကအချစ်ရည်ဆက်ဆံရေးတွေမှာမိမိကိုလေးစားမှုနဲ့မိမိကိုချစ်မြတ်နိုးမှုရဲ့အလေးပါပုံကိုအရေးပေးဖော်ပြထားတာဖြစ်ပါတယ်။တရုတ်ဇလန်းသူတွေအများကြီးရှိတဲ့ထဲမှာဒီကားလေးကိုရဘာလို့ရွေးပြီးပါတာပြန်တင်ဆက်ခဲ့တယ်ဆိုရင်ပထမတစ်ချက်ကိုပေါ်တာကြီးဖို့ဇလန်းကောင်းဖြစ်ရမယ်အပြင်းနဲ့ပြင်ရမယ်ဒုတိယတစ်ချက်ရှမ်းစစ်အိုက်ခြားယိုအိုက်လူတဦးကတခြားသူတွေကိုချစ်ခင်နိုင်ဖို့အတွက်မိမိကိုအရင်ချစ်ရမယ်ဆိုတဲ့ဒီ drama လေးရပြီးရဲ့ message ကောင်းလေးကိုလည်းကိုပေါ်တာတွေကိုရစေချင်လို့ပါမားရင်နဲ့ချစ်ရည်ဆက်ဆံရေးတို့ဆွာပြီးတော့မိမိကိုတန်ဖိုးထားတာတွေမြင့်တင်ရေးတွေကိုအယုံစိုက်တာဟာပိုကောင်းတဲ့ရလဒ်တွေကိုရစေနိုင်တယ်လို့ရရလည်းလက်ခံထားပါတယ်ဒီဆက်ကားထဲမှာရရအကျွေးဆုံးခန်းလေးတစ်ခန်းရှိရယ်ဖေးရီထရာကိုရှိကြုံပြောရဲ့မင်းနဲ့ယူနင်ကပြီးသွားပြီဖြစ်တဲ့အတွက်တိတ်ကိုငါစိတ်ဝင်စားဘူးငါနဲ့ယူနင်ရဲ့အနာဂတ်ပဲစိတ်ဝင်စားတာအဲ့အခန်းလေးဆိုအရန်ကြွေရပဲဒါကလည်းယူနင်ကကိုတန်ဖိုးမထားတဲ့ရက်ဝန်ကနေရုံထက်နိုင်ခဲ့လို့ဒါကိုတန်ဖိုးတည်းရဲ့လူနဲ့ဆုံတွေ့နိုင်တာဖြစ်ပါတယ်ရရရဲ့ပေါ်လာလို့လေမကောင်းတဲ့ဆက်ဆံရေးတွေကနေရုံထက်နိုင်ကြပါစေကိုတန်ဖိုးထားပြီးတဲ့ရက်ဝန်လေးတွေမှာပျော်ရွှင်ကြပါစေလို့ဆန္ဒပြုပါတယ်ပေါ်လာတို့ရောဒီကားလေးကိုကြိုက်ကြလားဘယ်လိုခံစားချက်တွေရလဲပြပြသွားပြပါအောင်နော်မမီးရဲ့ TikTok အကောင့်လေးက copyright ညှိရဲ့ဗီဒီယိုလေးကို10မိနစ်ပြအောင်တင်လို့မရပါဘူးအဲကြောင့်အပိုင်းတူလေးဖြတ်ပြီးတင်ပေးနေရဖြစ်ပါတယ်ရှင်ဒီခံပြီးစောင့်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်